နတ်တက်ကြွတဲ့နောက်ဆုံးရက်ကိုတိလိုက်ရတဲ့အချိန်ကြာမှသူတို့ကနောင်တကြီးစွာရရှိခဲ့တယ်ငါတို့လူပြည်တော်ကကုသိုလ်ကောင်းမှုတွေအလှူဒါနတွေတီလာတွေစောက်တည်ခဲ့လို့ဒီနတ်ပြည်ကြီးမှာနတ်စည်းစိမ်တွေခံစားစံစားခဲ့ရတာဖြစ်တယ်အခုနတ်ပြည်ကိုရောက်တဲ့အခါမှာအဲ့ဒီလိုကုသိုလ်ကောင်းမှုတွေမလုပ်ဘူးတရားပါဝနာတွေကိုပွားများအားထုတ်ခြင်းမပြုလုပ်ခဲ့တဲ့အတွက်သူတို့ကနတ်တဲ့ကြွေတဲ့အခါမှာနောင်ဘဝကိုရောက်တဲ့အခါမှာသူတို့ကတလိษံဘဝကိုရောက်မှာဖြစ်ပါတယ်တလိษံဘဝကိုရောက်တဲ့အခါမှာတယောက်ကနော်တကယ်ချင်းကြီးမင်းကတော့အကုတုကနေတဲ့အတွက်မင်းကတော့နောက်ဘဝမှာကြီးကန်းဖြစ်မှာဖြစ်တယ်ငါကတော့မစင်တော်ထဲမှာလောက်မင်းကြီးဘဝနဲ့နေရမှာဖြစ်တယ်အဲ့ဒါအကြောင်းတကယ်ချင်းကြီးမင်းငါတို့အဲ့ဘဝရောက်သွားတဲ့ခါကျရင်မင်းကတော့ကြီးကန်းဆိုတော့တော်သေးတယ်ငါကတော့လောက်မင်းကြီးဘဝနဲ့မစင်တော်ထဲမှာနေရမှာဆိုတော့ငါအနေနဲ့အဆင်မပြေဘူးကွာပျော်လဲပျော်မှာမဟုတ်ပါဘူးဒီဘဝကြီးကိုလည်းငါမနှစ်မြုပ်ဘူးပေါ့ကွာငါ့ကိုအဲ့ချိန်ကြလို့ချင်းမင်းငါ့ကိုလာခေါ်လှဲ့ပါလာခေါ်ပြီးတဲ့ခါကျတော့မင်းငါ့ကိုနှုတ်သီးနဲ့ထိုးတက်လှဲ့ပါလို့တကယ်ချင်းနှစ်ယောက်တိုင်ပင်ပြီးတော့ဂရီတွေပေးခဲ့ကြတယ်တဲ့နောက်တည့်ရောက်တဲ့ခါကျတော့ဗောနော်သူတို့နတ်တဲ့ကြွေသွားကောကြွေသားတဲ့ခါကျတော့အမှန်တကယ်ပဲတယောက်ကလည်းကြီးကန်းဖြစ်ပါတယ်တယောက်ကလည်းနောက်မစင်တော်ထဲမှာလောက်မင်းကြီးဘဝနဲ့နော်စံသားခံစားနေတယ်ပေါ့ဗျာအဲ့ဒီအချိန်မှာသူတို့ဂတိပေးထားတဲ့အတိုင်းနော်ကြီးကန်းကနေပြီးတော့လာတယ်ကဲတငယ်ချင်းကြီးငါတော့မင်းချီကိုလာပြီကွာမင်းကငါမင်းဂတိပေးထားတဲ့အတိုင်းကဲမင်းကငါနှုတ်သီးနဲ့လာထိုးတတ်တော့မယ်မင်းထွက်ခဲ့ပါတော့ကွာဆိုတဲ့ခါကျတော့လောက်မင်းကြီးကအေးတငယ်ချင်းကြီးငါတောင်းပန်ပါတယ်ကွာငါလည်းအခုလောက်မင်းကြီးဘဝနဲ့မစင်တော်ထဲမှာပျော်မွေ့နေပါပြီကွာငါဘဝနဲ့ငါပဲရှိပါသေးတော့တကယ်ကြီးမင်းကငါတောင်းပန်ပါတယ်ကွာအဲ့လိုပြောလိုက်တဲ့အခါမှာနော်ကြီးကန်းကလည်းပြန်သွားတယ်ပေါ့ဗျာတကယ်ကျွန်တော်တကယ်ချင်းအပေါင်းအသင်းမိတ်ဆွေအားလုံးတို့ကိုကျွန်တော်မျှဝေပေးခြင်းတာကကျွန်တော်တို့လူတွေဟာဆိုလို့ချင်းတကယ်လို့ကျွန်တော်တို့တေဆုံးသွားမယ်ဆိုလို့ချင်းကျွန်တော်တို့လူဘဝမှာဒါနတွေတီလာတွေကုသိုလ်ကောင်းမှုတွေဘာမှမပြုလုပ်ခဲ့ဘူးဆိုလို့ချင်းကျွန်တော်တို့တည်သွားတဲ့အခါမှာဘာမှပါမှာမဟုတ်ပါဘူးရှိတဲ့လူပဲဖြစ်စေမရှိတဲ့လူပဲဖြစ်သေးရှိတဲ့လူကလည်းရှိတဲ့ဥစ္စာစီးစိမ်တွေအများကြီးရှိနေတော့ညာလဲတည်သွားတဲ့အခါမှာအဝတ်တစ်ထည်ကိုတစ်ခုနဲ့သွားရမှာဖြစ်ပါတယ်ဒါတောင်မှကိုမိသားစုကဝတ်ပေးလိုက်တဲ့ဝတ်စားကောင်းကောင်းလေးတစ်စုံသာပါမှာဖြစ်ပါတယ်အဲ့ဝတ်စားကောင်းကောင်းတစ်စုံဟာဆိုလို့ရှိရင်လည်းကျွန်တော်တို့တကြိုဆက်နာရောက်လို့ရှိရင်ကျွန်တော်တို့အရှုတ်ခံရမှာဖြစ်ပါတယ်ဗျာနော်ဒါကြောင့်မို့လို့ကျွန်တော်တကယ်ချင်းမိတ်ဆွေပေါင်းတင်တို့နေနဲ့အခုလိုမိမိတို့လောဘဒေါသမောဟနဲ့ခြာပွေထားတဲ့ဥစ္စာစီးစိမ်တွေပေါ်မှာပေါ့နော်တက်မဲ့မဲ့မောခြင်းမရှိဘဲနဲ့လောက်မင်းကြီးလို့ပျော်မနေဘဲနဲ့ပေါ့နော်အလူဒါနတွေပြုကြပါတီလာတွေဆောက်တည်ကြပါနော်ဘာဝနာတွေပွားများအားထုတ်ကြပါဝိပဿနာတရားတွေကိုကျင့်ကြံကြိုးကိုအားထုတ်ကြပါလို့ကျွန်တော်အနေနဲ့တိုက်တွန်းရင်းအားလုံးကိုဗီဒီယိုလေးကိုအဆုံးသတ်ရင်နှုတ်ဆက်ပါတယ်ဗျာ